မင်္ဂလာပါရှင်ကျမနာမည်ကဖတ်ထရထီတာရော့ပန်ထန်ဖြစ်ပါတယ်ရှင်ကျမကမေရမဆေးရုံမှာလူနာများကိုအထူးကုသဆောင်ရွက်ပေးနေတဲ့သူနာဖြစ်ဆရာမတူဖြစ်ပါတယ်ရှင်ဒီနေ့ကျမကအဲ့ရထဲမှာလဲလျောင်းနေရတဲ့လူနာများကိုနှာခေါင်းပိုက်ထဲမှာအစာသွင်းခြင်းလေကြောင်းထဲမှာချွဲတလိပ်များဆုပ်ထုတ်ခြင်းနဲ့အဲ့ရပူလောင်ခြင်းများအတွက်စနစ်တကျပြုစုခြင်းနည်းလမ်းများကိုသင်ကြားပြသပေးသွားမှာပဲဖြစ်ပါတယ်ကျမတို့ပြုစုထားတဲ့လူနာအများစုကတော့အရေးပေါ်အခြေအနေမှာပြန်လည်ကောင်းမွန်လာတဲ့လူနာများနဲ့အလေအလတ်အဆင့်ရှိတဲ့လူနာများပဲဖြစ်ပါတယ်ဒီလူနာတွေကဆေးရုံမှာလည်းပဲဆင်းခွင့်ရရှိပေမဲ့နေအိမ်မှာပြန်လည်ပြီးတော့ကောင်းမွန်လာစေဖို့အတွက်စနစ်တကျပြုစုပေးရလဲလိုအပ်နေပါသေးတယ်ဒီတင်တဲ့ရည်ရွယ်ချက်ကတော့နာတာရှိလူနာများအဲ့ရတဲ့လဲလျောင်းနေရချင်းရနေပြီးတော့ချော့ချပေးဖို့ရနဲ့ပြုစုမှချင်းကြောင့်ဖြစ်တဲ့ယောဂများကိုကာကွယ်ပေးရအတွက်ပဲဖြစ်ပါတယ်ဒီလူနာအမျိုးအစားတွေကတော့အုံနောက်သွေးကြောပိတ်တဲ့လူနာများအုံနောက်မှဒဏ်ရာရရှိတဲ့လူနာများကြောရိုးမှဒဏ်ရာရရှိတဲ့လူနာများနဲ့တင်ပဆုံရိုးကျိုးထားလူနာများပဲဖြစ်ပါတယ်ယခုဆက်လက်ပြီးတော့အဲ့ရပူလောင်ချင်းကြောင့်ဖြစ်တဲ့အနာကိုကုသဖို့ရအတွက်နည်းလမ်းများကိုပြသပေးသွားမှာပဲဖြစ်ပါတယ်အဲ့ရပူလောင်ခြင်းကြောင့်ဖြစ်သောလူနာများကိုအိမ်မှာဆောက်ရှောက်ရခြင်းကအချိန်ယူရသောအလုပ်တစ်ခုပင်ဖြစ်ပါတယ်။အနာသည်လွန်စွာခက်ခဲစွာဆင်းလင်းရမှာဖြစ်ပြီးမကြာခဏပင်ပိုကြီးလာခြင်းဒါမှမဟုတ်ပိုနစ်လာခြင်းများလည်းဖြစ်တတ်ပါတယ်။ဒါပြင်အနာဖြစ်နေသောနေရာသည်ပိုးဝင်ခြင်းများဖြစ်လာတတ်သောကြောင့်အနာများမပြတ်နှံ့စေရန်နှင့်ပိုးမဝင်စေရန်အတွက်ကာကွယ်ရန်အရေးကြီးသောအချက်များမှာလူနာ၏အနာယောဂါကိုမြင့်မြတ်ကုသနိုင်ဖို့ရန်အတွက်လူနာရဲ့အနာကိုမှန်ကန်သောနည်းလမ်းဖြင့်ပြုစုပေးခြင်းလူနာကိုမှန်ကန်သောနည်းလမ်းဖြင့်တစ်ဖက်မှတစ်ဖက်သို့လှန်ပေးခြင်းအနာကျက်မြင့်စေရန်အတွက်လူနာ၏စောတောက်မှုကိုမှန်ကန်စွာဆောက်ရှောက်ပေးခြင်းအဲ့ရပူလောင်ခြင်းကြောင့်ဖြစ်သောအနာကိုဆေးကြောတက်ရှင်းရာတွင်အသုံးပြုသောကိရိယာများမှာပိုးသက်ထားသောကိရိယာကဲ့သို့သောဂုဏ်ကြောင့် gauze 2လက်အိတ်တန်3တိတ်ဒါမှမဟုတ်ပလတ်စတာ4အမှတ်အိတ်5ဆိုင်းအဲ့ရပူလောင်ခြင်းကြောင့်ဖြစ်တဲ့အနာကိုတန့်ရှင်းပေးရဲ့အဆင့်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။ဒီကရိယာများကိုပြင်ဆင်ထားပြီးအလွယ်တကူကင်တွယ်နိုင်ရန်အတွက်လွယ်ကူသောနေရာတွင်ထားပါ။2အနာကိုဆေးမထက်မီလူနာကိုအတိပေးပြီးတရတတဖြစ်သော position ဖြစ်ထားပေးရပါမယ်။3လက်ကိုတန့်ရှင်းစွာဆေးကြောပြီးတေချာစွာချအောင်တုပ်ထားပေးပါ။4နှာခေါင်းစည်းနဲ့လက်အိတ်ကိုဝတ်ဆင်ပါ5အနာကိုဖုံးအုပ်ထားသော gauze ကိုဖယ်ရှားပေးရပါမယ်။အကယ်၍ gauze က6ရွက်ကပ်နေပါကညင်သာစွာဖယ်ထုတ်ပေးရပါမယ်။6လက်အိတ်ကိုပြန်ချွတ်၍လက်ကိုသက်စင်အောင်ဆေးပြီး6အောင်ထပ်တုပ်ပေးရပါမယ်။9လက်အိတ်အသစ်တစ်ခုထပ်၍ဝတ်ပေးပါ။10ဆေးတစ်တာကိုဖွင့်ပြီးစားရည်ကိုဂုံးပေါ်သို့တင့်တော်သောပမာဏလောင်းထည့်ပေးရပါမယ်။ကိုစားရည်နဲ့စိန်ထားသောဂုံးကိုဒဏ်ရာ2လက်မှ3လက်မှအကျယ်ပတ်လည်တစ်ဝိုက်မှာတုပ်ပေးရပါမယ်။10တန်ရှင်းစင်ကြယ်သည့်အထိတုပ်ပေးရပါမယ်။ပီလီအနာကိုပြန်ဖုံးရအတွက် gauze တစ်ချက်ကိုအနာပေါ်တင်ပြီးပလတ်စတာနဲ့ပြန်လွှဲကပ်ပေးရပါမယ်။စနေလူနာကိုတရောက်တက်တာဖြစ်အောင်မှန်ကန်သော position ဖြစ်ထားပေးရပါမယ်။သုံးပြီးသားပစ္စည်းကိရိယာများအလုံးကိုတက်ရှင်းစွာတင်ဆက်ပေးရပါမယ်။လက်အိတ်ကိုချွတ်ပြီးလက်ကိုတန့်စင်အောင်ဆေးပြီး6အောင်တုပ်ပေးရပါမယ်။အဲ့ရပူလောင်ခြင်းကြောင့်ဖြစ်သောအနာကိုထပ်ပွားခြင်းမှကာကွယ်ဖို့ရန်အတွက်ပြုစုခြင်းနည်းလမ်းများမှာလူနာဤခန္ဓာကိုယ်ကိုမကြာခဏဘေးဘက်သို့လှည့်ပေးရပါမယ်။အနည်းဆုံး2နာရီတစ်ချိန်လှည့်ပေးရပါမယ်။လူနာရဲ့ခြေသလုံးအောက်ကိုခေါင်းအောင်ဖြင့်ခံထားပေးရပါမယ်။လူနာရဲ့ခန္ဓာကိုယ်ကိုမြောက်တဲ့အခါမှာအကုစကိုအသုံးပြုပြီးဆွဲငင်ခြင်းမှရှောင်ပေးရပါမယ်။ဘေးဘက်အိတ်တဲ့အခါခြေထောက်ကိုခောက်ပြီးအိတ်ပါ။သို့မှသာလျှင်ပခုံးနဲ့တင်ပါကြားရှိအယိုးကိုတိုက်မိခြင်းမှရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
အယူဖူနာနှစ်ဖက်ကြားမှာအပူပေးခင်ရခြင်းနဲ့ရောင်ရမ်းခြင်းကိုမဖြစ်စေဖို့အတွက်ခါးနဲ့ဒူးကြားကိုလည်းပဲခေါင်းအောင်ဒါမှမဟုတ်အဝတ်တစ်ခုခုဖြင့်ခံပေးရပါမယ်။တေရာဘာလက်အိတ်ဒါမှမဟုတ်ရာဘာစီးများကိုရေဖြစ်ပြီးပခုံးနဲ့တင်ပါကြားမှာရှိတဲ့အယူအောက်မှာမထားရပါ။အကြောင်းမှာထိုနည်းကအသားအရည်အောက်ရှိသွေးကြောများဖိမိခြင်းကြောင့်ဆဲများပျက်စီးပြီးတည်ဆုံးနိုင်ပါတယ်။နေ့အိယာခင်းကိုအမြဲတမ်းချုံမွေးတန့်ရှင်း၆သွေးစွာထားရပါမယ်။အိယာခင်းတွန့်ရင်လူနာရဲ့အရည်ပြားညရဲလာနိုင်ပြီးအိယာပူလောင်ခြင်းကြောင့်အနာများဖြစ်လာနိုင်ပါတယ်။၃အရည်ပြားနေလာရင်မနှိပ်ရပါအပူမခံရပါထို့သို့ပြုလုပ်ပါကအရည်ပြားသည်ပို၍ရောင်ရဲလာနိုင်ပြီးအရည်ပြားလွယ်ကူစွာကွာနိုင်ပါတယ်။လေးအိမ်သာသွားပြီးတိုင်းရေနစ်စိန်ထားသောဂုံးဖြစ်စေကြောပြီး6အောင်တုပ်ပေးပါအိမ်သာသွားပြီးတိုင်း disposable diaper ကိုပြောင်းပေးပါငါအသားရည်ကိုတန့်ရှင်းစွာထိမ့်သိမ်းပါအသားရည်အဆူတက်ရှိအောင်အသားပတ်စီဒါမှမဟုတ် skin cream တစ်ခုခုဖြင့်မကြာခဏလိမ်ပေးပါအိယာပူလောင်ခြင်းကြောင့်ဖြစ်သောအနာများကိုပြုစုစောင့်ရှောက်ရန်ညွှန်ကြားချက်များနဲ့တတိပြုရအချက်များတေအနာကိုဒီနေ့လျင်အနည်းဆုံးတစ်ကြိမ်သို့မဟုတ်အနာဤအနေအများပေါ်မူတည်ပြီးပုံမူ၍ဆေးကြောတဲ့လျင်ဆေးကြောပေးရပါမယ်နေအနာရင်းခြင်းအနာမကျက်ခြင်းအနာပိုးဝင်၍ရောင်ရမ်းခြင်းတို့မဖြစ်ရန်အနာကိုတန့်ရှင်းအောင်မထားခြင်းဒါမှမဟုတ်အနာကိုဆွဆွခြင်းမှရှောင်ကျဉ်ပေးသင့်ပါသည်၃သွေးလည်ပတ်မှုကောင်းစေရန်ဒါမှမဟုတ်အဖုဖြစ်မှုရော့ချစေရန်အတွက်အနာရှိသည့်နေရာကိုပြစ်တင်ထားပေးသင့်ပါသည်၄အနာကျက်မြင်စေရန်အတွက်အာဟာရပြည့်စုံသောအစာအစာများဖြစ်သည့်အသားဥနှုတ်ကိုစားသုံးပေးသင့်ပါသည်၅အိမ်ထဲမှာအနာကိုပြုစုတဲ့အခါမှာလေတိုက်သောပန့်ကဒါမှမဟုတ်လေဝေလူထွက်ရှိသောပဒေးပေါက်ကိုပိတ်ထားပေးရန်လိုအပ်ပါတယ်၆အနာမှာမမှန်ကန်တဲ့လက္ခဏာများဖြစ်သည့်အနာရှိအရေပြားကျွဲနင်းနေများနှင့်ဖူလာခြင်းပူခြင်းအနာတွင်နှင်းကဲ့သို့အဖြူရောင်များကျခြင်းအနာတွင်အနက်ဆိုးများထွက်ခြင်းဒါမှမဟုတ်အနာအယောင်များပြောင်းလဲခြင်းစသည့်လက္ခဏာများကိုတွေ့ရှိပါကလူနာကိုအနည်းဆက်ဆုံးဆရာဝန်ဒါမှမဟုတ်ပြည်သူ့ကျန်းမာရေးလူနည်းထံသို့ချက်ချင်းယူဆောင်သွားရန်လိုအပ်ပါတယ်